အားလုံးပဲမင်္ဂလာပါရှင်ကျမတို့မြန်မာလူမျိုးတော်တော်များများကြိုက်တဲ့လက်ဖက်ခန်းကျင်စီတုပ်လေးတုပ်ပြမှာဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့လက်ဖက်အခါးဓာတ်လေးပြအောင်ရေနွေးလေးနဲ့ဆေးပါမယ်ရှင်ပြီးရင်တော့စားဟင်းကြုံမုံလေးနဲ့နေပါမယ်ရှင်နှက်စက်အောင်နေပြီးသွားရင်တော့အစင်သင့်ကြိုက်ထားတဲ့ခန်းကျင်သည့်ငရုတ်သီးစိမ့်နဲ့ပဇွန်ကြောက်တို့ကိုထည့်ပါမယ်ရှင်အရသာအတွက်ငံပြားလေးတင့်တော်အောင်ထည့်ပါမယ်ရှင်ပဲစီမွမွေလေးထည့်ပြီးနေပါမယ်ရှင်နောက်ဆုံးမှာတော့ပဲကြော်နှမ်းနဲ့ကြက်သွန်ပြူကြော်တို့ကိုထည့်ပြီးနေပါမယ်ရှင်တရေစာအနေနဲ့ယူနွေးလေးနဲ့ပဲစားမလားထမင်းဖြူလေးနဲ့ပဲစားမလားဘလို့ပဲစားစားအရသာရှိလာတဲ့လက်ဖက်တုပ်လေးရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်